တခါကလောကသုံးပါးရဲ့ငင်းချမ်းရာအစစ်အမရန်ကိုရှာဖွေနေတဲ့ဖယားအလောင်းတော်တိတ်တထမင်းသားဟာအသားအရေလေးခန်းချောက်ပြီးအရေကျော်အယိုးချင်းပါကြမ်းချင်းကြမ်းပါစေဖယားမဖြစ်သမျှငါမထဘူးလို့အခိုင်အမာဆုံးဖြတ်၍အပရာဂျိတပလင်တင်၌တည်ငြိမ်စွာစံပယ်နေခဲ့ပါတယ်ဒါကိုမြင်တွေ့လိုက်ရတဲ့ဝါတဝဒီနတ်ပုံကမာနတာဟာတိတ်တထမင်းသားကတရားထူးရသွားရင်ငါရဲ့နေပေထဲကနေလွတ်မြောက်သွားတော့မှာပဲဒါကိုငါအဖြစ်မခံနိုင်ဘူးဆိုပြီးကြံစီပါတော့တယ်အဲ့ဒီနောက်မှာတော့သူဟာကြောက်မတ်ဖွယ်ကောင်းတဲ့နတ်စစ်တီတက်မာကြီးကိုဦးဆောင်ပြီးဖျားအလောင်းတော်ကိုတိုက်ခိုက်ဖို့ခြိတက်လာခဲ့ပါပြီမာနတာဟာအာကိုရတဲ့ဂီရိမေခလာစင်းပြောင်ကြီးကိုတက်စီလို့လက်နဲ့မျိုးစုံဆွဲကင်ထားတယ်လို့သူ့ရဲ့စစ်တီတွေဟာလည်းစัจ java လာတိုင်းအထိပြည့်ကျက်နေအောင်များပြားလွန်လာပါတယ်မူလကဖျားအလောင်းတော်ကိုဝန်းရံနေကြတဲ့တရားမင်းနဂါမင်းနဲ့ဗြဟ္မာမင်းတို့တောင်မာနရဲ့စစ်တပ်ကြီးကိုမြင်တဲ့အခါမှာတော့တယောက်ပြီးတယောက်ရောင်းဖယ်သွားကြပါတော့တယ်အပရာဂျီတာပလင်းပေါ်မှာဖျားအလောင်းတော်တပါးတည်းသာကြံ့ရစ်ခဲ့ပါတယ်ဖျားအလောင်းတော်ကတော့ဒီစစ်ပွဲကိုရင်ဆိုင်ဖို့သူဖြည့်ကျင့်ခဲ့တဲ့ပါရမီတော်10ပါးကကိုလွဲလို့တခြားဘာလက်နက်မှမရှိဘူးဆိုတာသိနေပါတယ်မာနသာကလည်းအမျိုးမျိုးနှောက်ယှက်ပါတော့တယ်ကဘာပြတ်တမဲ့ပြင်းထန်တဲ့လေပြင်းမုန်တိုင်းကြီးမိုးတဲထန်စွာရွာချခြင်းကြောက်တုံးမိုးလက်နက်မိုးမီးကြီးမိုးနဲ့အမောင်သူကြီးဖန်တီးပြီး6လန့်ပေမဲ့လည်းဖျားအလောင်းတော်ကိုတော့ထိတ်လန့်အောင်မလွတ်နိုင်ခဲ့ပါဘူးနောက်ဆုံးမှာတော့မာနသားကဒေါသတကြီးနဲ့ဟဲ့တိတ်တထဒီပလင်ကမင်းပလင်မဟုတ်ဘူးငါပလင်ပဲအခုချက်ချင်းဆင်းလော်လို့အော်ဟစ်ပြီးသူ့ရဲ့စက်ကလက်နဲ့ပြစ်ခတ်ပါတော့တယ်ဒါဝိမဲ့ဘုရားအလောင်းတော်ရဲ့ပါရမီတော်အရှင်အဝါကြောင့်အဲ့ဒီလက်နဲ့တွေဟာပန်းနန္တာတွေလိုပဲအောက်ကိုကျွေကြကုန်ပါတယ်ဘုရားအလောင်းတော်ကမာနဒီပလင်ဟာငါဖြည့်ကျင့်ခဲ့တဲ့ပါရမီတွေကြောင့်ပေါ်ပေါက်လာတာဖြစ်တယ်ဒါကိုသက်သေပြစရာဒီမဟာပထဝီမြေကြီးရှိတယ်လို့မိန့်ကြားကြီးသင်္ကန်းအကြားကလက်ရလက်တော်ကိုထုတ်ကာမြေကြီးကိုလက်ညှိုးညွန်ပြီးတက်တည်တီးလိုက်ပါတယ်ချက်ချင်းဆိုသလိုပဲမဟာပထဝီမြေကြီးဟာဟင်းဟင်းကြော်တုံလုတ်မြည်ဟီးသွားပြီးဖျားအလောင်းတော်ဘက်ကတက်တည်ခံပြီးပါတော့တယ်အဲ့ဒီအခါမှာတော့မာနသားနဲ့သူ့ရဲ့စစ်သည်တွေဟာကြောက်လန့်တကြားနဲ့ခြေဦးတဲ့ရာကိုထွက်ပြေးကြရပါတော့တယ်ဤသူခင်ဖျားအလောင်းတော်တိတ်တထမင်းသားဟာမာ9ပါးကိုအောင်မြင်ပြီးအောင်ပွဲသဘင်ကိုဆင်ရင်နိုင်ခဲ့ပါတော့